င်းရဲ့ပုံသူပချီကားကိုလလပပလေးရေးဆွဲပေးပြီးမှဓာတ်နဲ့ရဲဆက်ဆက်ထိုးတက်တဲ့စိတ်တစားလူတက်သမားတယောက်အကြောင်းကြားဖို့ပါသလားဒါကတော့ C4 Crime Channel ကပါ1990 စက်တင်ဘာလညတညမှာဆန်ဖရန်စစ္စကိုမြို့ရဲ့ဘင်းရောက်ပင်ဘားလေးတစ်ခုထဲမှာစကူစပေါ်ခဲရှိတန်တဲ့လေးထွက်ပေါ်လို့နေပါတယ်။ဘားရမ်းမှာထိုင်နေတဲ့အမျိုးသားတယောက်စီကိုအမြင်မသိအမျိုးသားတယောက်ကရောက်ရှိလာပြီးစကားတခုမှမပြောဘဲသူ့လက်ထဲကစကူပေါ်မှာရေးဆွဲထားတဲ့ပချီကားလေးကိုပဲပြလိုက်ပါတယ်။အဲ့ဒါဟာဘားရမ်းမှာထိုင်နေတဲ့အမျိုးသားရဲ့ရုပ်ပုံသူပချီကားလေးပါပဲ။ဒီလိုနဲ့ပဲစကားစမြည်လေးပြောဖြစ်ကြတယ်ခင်မင်သွားကြတယ်ဘားတန်းတဲ့ကနေအတူတူထွက်သွားခဲ့ကြတာပေါ့။ဒါပေမဲ့နောက်တနေ့မနက်မှာတော့အဲ့ဒီအမျိုးသားဟာကန်းချေမှာတွေးအိုင်ထဲမှာရရဆက်ဆက်ဓာတ်ထိုးခံရတဲ့အလောင်းအပြစ်နဲ့ပဲပြန်တွေးခဲ့ရပါတယ်။ဒါဟာဆန်ဖရန်စစ္စကိုမြို့တစ်မြို့လုံးကိုတွေးပြတ်စေခဲ့တဲ့ဓာတ်ဒူဒလာပုံဆွဲသူဆိုတဲ့ဟော်ထုံးမရသေးတဲ့စိတ်တစားလူတက်သမားကြီးရဲ့စတင်ခြင်းပါပဲ။1984ကနေ1985ခုနှစ်အတွင်းမှာလူတက်သမားဟာဆန်ဖရန်စစ္စကိုရဲ့ညဘက်ကလက်တွေနဲ့ဘားတွေကိုလဲ့လဲကျက်စားခဲ့ပါတယ်။သူ့နီးဗျူဟာကရိုးရှင်းပေမဲ့တကယ်ကိုအန်တရည်များပါတယ်။သူဟာပချီဆွဲအင်မတန်ကျွမ်းကျင်တဲ့လူတစ်ယောက်ဖြစ်ပြီးဘားထဲမှာသဘောကျတဲ့အမျိုးသားတွေကိုပချီဆွဲပြီးရိုးရိုးနှုံနှုံစကားပြောတယ်။ပြီးရင်တနေရာကိုအတူတူသွားဖို့စီယုံပြီးအဝေးတနေရာရောက်သွားတဲ့အခါမှာမှဓာတ်နဲ့အချက်ပါများစွာရရဆက်ဆက်ထိုးတက်တာပါ။ဒီလိုနီးနဲ့အနည်းဆုံးလူ9ယောက်ထက်မကအသက်ဆုံးရှုံးခဲ့ရပါတယ်။ဒါပေမဲ့ဒီအမှုမှာပိုပြီးအံ့ဩစရာကောင်းတာကကံကောင်းစွာနဲ့လွတ်မြောက်ကြံရေးခဲ့တဲ့လူ3ယောက်ရှိခဲ့ပါတယ်။အဲ့ဒီ3ယောက်ထဲမှာနာမည်ကြီးအမျိုးသားအနုပညာရှင်တယောက်နိုင်ငံခြားတန်တမန်တယောက်နဲ့မြို့ကနေချက်ချင်းထွက်ပြေးတိမ်းရှောင်သွားတဲ့တာမန်အမျိုးသားတယောက်တို့ပါဝင်ခဲ့ကြပါတယ်။ရဲတပ်ဖွဲ့တွေကဒီအမှုကိုမရမကလိုက်ရင်နဲ့လွတ်မြောက်လာတဲ့လူတွေရဲ့ထွက်ဆိုချက်အချို့ရဲ့တဲလွန်စာအချို့နဲ့တရားခံကိုတန်တရားရှိသူတယောက်လို့တကယ်ပဲဖန်ဆီးစစ်ဆေးနိုင်ခဲ့ပါတယ်။ရဲတွေအတွက်တော့ဒီအမှုကိုဖော်ထုတ်ဖို့ကလက်တလန်းအခွာပဲလို့တော့တာပါဒါပေမဲ့တကယ်ပြဿနာကအဲ့ဒီမှာစတာပဲ1990ပြည့်လို့နှစ်တွေတုန်းကဆိုရင်ခိကာလာရဲ့အခြေအနေအရလိန်စိတ်ခံယူမှုကွဲပြားသူဂေးဖြစ်ကြောင်းလူသိရှင်ကြောင်းဝန်ခံဖို့ဆိုတာအတိုင်းအဝိုင်းကဆုံးဖြတ်တာအလုတ်အကင်နဲ့ဂုံတိတ်ခါပြက်စီးတာတွေအပြင်ဥပဒေအရပါဒုက္ခရောက်နိုင်တာကြောင့်အင်မတန်ကြောက်စရာကောင်းခဲ့တာပါဒီအသက်ကြောင့်ပဲအသက်ဘေးကနေလွတ်မြောက်လာတဲ့အမျိုးသား3ယောက်စလုံးဟာတရားရုံးမှာတက်တည်ထွက်ဆိုဖို့ပြက်ပြက်တသားငင်းဆန်ခဲ့ကြပါတယ်။သူဟာမိမိတို့ရဲ့လူဝတ်ချက်လူတိသွားမှတဲ့အာမခံချက်မရှိတဲ့ဒီလူသက်သမားထက်တောင်ပိုပြီးတော့မှကြောက်ရွံ့ခဲ့ကြတာပါ။တက်တည်မရှိတော့ရဲတပ်ဖွဲ့ဝင်လည်းတန်တရားရှိသူကိုတရားမစွဲနိုင်ပဲပြန်လွတ်ပေးခဲ့ရပါတယ်။ဒီနေရာမှာဟာတဆန်ဆန်နဲ့စဉ်းစားကြည့်ရင်တော့တရားခံကသူ့ရဲ့ပါနတ်လွန်တဲ့နီးပြူဟာကြောင့်လွတ်မြောက်သွားတာမဟုတ်ပဲတက်တည်တွေရဲ့ငါလူဝတ်ချက်လည်းလူတိသွားရင်ဘဝပြက်ပြီးဆိုတဲ့စိုးရိမ်စိတ်ကြောင့်ကံကောင်းပြီးသူလွတ်သွားခဲ့တာပါဒါဆိုရင်အခုချိန်မှာအဲ့ဒီပချီစရာကြီးအသက်ရှင်နေသေးလားဆိုရင်1984နှစ်တုန်းကဒီလူသက်သမားဟာအသက်20ကျော်ဒါမှမဟုတ်30ဝန်းကျင်လို့သူတို့ခန့်မှန်းထားခဲ့ကြတာပါလက်ရှိကာလမှာဆိုရင်တကယ်လို့သူကအသက်ရှင်နေအောင်မယ်ဆိုရင်အသက်80ကျော်80ဝန်းကျင်ထဲကိုသူရောက်နေပါပြီ theory အရတော့သူကဘိုးဘွားရိတ်တာတစ်ခုမှာတက်တာပချီရေးဆွဲရင်းနဲ့အသက်ရှင်နေနိုင်ပါသေးတယ်ဒါပေမဲ့ဆန်ဖရန်စစ္စကိုရဲ့ရဲတပ်ဖွဲ့ကတော့ဒီအမှုကိုပိတ်မပစ်သေးပဲတက်ကြီးပိုင်းရုပ်ပုံတွေကိုထုတ်ပြန်ပြီးစုကြေးငွေ$2,500,000အထိတိုးမြင့်ထားတော့ပါပဲဒါပေမဲ့တရားခံကအခုချိန်မှာဓာတ်အောက်ကင်ဖို့တခါနာလို့ဒုက္ခကိုကင်ရမယ်အရွယ်ရောက်နေပါပြီဒီအမှုမှာဒီတရားခံကတေဆုံးသွားပြီလို့ခိုင်မာပြောဆိုထားတဲ့တက်တည်မရှိသလိုဘယ်သူဘယ်ဝါဖြစ်ကြောင်းလဲအတိမပြုတ်နိုင်သေးတဲ့အတွက်ဥပဒေအရအသက်ရှင်နိုင်သေးသောတရားခံကြီးအဖြစ်လဲစုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်ဒီအမှုရဲ့တရားခံကတေဆုံးသွားပြီလားဒါမှမဟုတ်အသက်ရှင်နေသေးလားဆိုတာတော့ဘယ်သူမှမပြောပြနိုင်ပါဘူးပြီးတော့တခုရှိတာကဒီတရားခံကဘယ်သူဘယ်ဝါဖြစ်ကြောင်းကိုလည်းအတိမပြုတ်နိုင်သေးတဲ့အတွက်ကြောင့်ဥပဒေအရဒီတရားခံကအခုချိန်ထိတရားခံကြီးလို့သတ်မှတ်ထားဆဲဖြစ်ပါတယ်